Vinicius ဖျက်လိုက်တဲ့ပါတီဘီယာခွက်တွေတချင်းတန်တွေနဲ့မိုင်ယာမီမှာချိတ်ချိတ်တဲ့ပါတီနှွှဲနေတဲ့စကော့တလန်ပေးသက်တွေအပျော်ကိုဘရာဇီးကျပွင့် Vinicius Junior ကတည်တည်တက်တက်ကြီးရပ်တန့်ပြလိုက်ပါတယ်။ကွင်းထဲမှာစကော့တလန်ခံစစ်ကစင်ကလျာဖြစ်နေတဲ့ချိန်မှာ Vinicius ကတော့အမားကိုချောင်းနေတဲ့မုတ်ဆိုးတယောက်လိုရရက်ဆက်ဆက်နဲ့အခွင့်အရေးယူသွားခဲ့တာပါ။ပွဲစားလို့9မိနစ်မှာတဲ့စကော့တလန်နောက်ခံလို့ Scott McKenna ရဲ့ဘောလုံးဆွဲပြီးတုံဆိုင်နေမှုကို Vini ကဖျက်လို့ပြီးဂိုသမာဂန်ကိုလှပစွာကြော်ဖြတ်ခါပထမဦးဆောင်ဂိုးကိုသွင်းခဲ့ပါတယ်။ဒုတိယဂိုးမှာလည်း Robertson ရဲ့အမားကနေတဆင့် Bruno Guimaraes ရဲ့ပေးပို့မှုကိုNathan Patterson လူကပ်ဖို့လွတ်သွားတဲ့အကွက်မှာပဲ Vini ကအလွတ်ခေါင်းတိုက်ပြီးတော့ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ဒီဂိုးကသူ့အတွက်ကမ္ဘာဖလားသမိုင်းဝင်ဂိုးလည်းဖြစ်ခဲ့ပါတယ်။ဂျိုင်စင်ဟိုရိုမာရီယိုရိုနယ်ဒိုနဲ့ရီဗယ်ဒိုတို့လိုဂန္ဓဝင်ကြီးတွေရဲ့နောက်ပိုင်းကမ္ဘာဖလားအုပ်စုပွဲစဉ်၃ပွဲစလုံးမှာဂိုးသွင်းနိုင်တဲ့ပြစ်စမမြောက်ဘရာဇီးကစားမအဖြစ် Vinicius တယောက်သမိုင်းစိုက်ထူနိုင်ခဲ့တာပါမင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီဘယ်တာမန်ကနေစကော့တလန်ခန်းစစ်တစ်ခုလုံးကိုအသက်ရှူရကြက်အောင်ကစားပြသွားခဲ့တာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းစကော့တလန်ရဲ့တိုက်စစ်က3နိုင်ကျော်အောင်ဂိုးပေါက်တဲမဲ့မှုမရှိခဲ့ပဲစွမ်းဆောင်ရည်ကလည်းလုံးဝကိုကင်းမဲ့နေခဲ့ပါတယ်။မက်ဒိုမီနီရဲ့အားပြောတဲ့ကန်ချက်ကိုအလက်ဆန်ဘတ်ကအလွယ်တကူကာကွယ်နိုင်ခဲ့သလိုပွဲပြီးကနေ့မှာလည်းမာတီယက်စ်ကွန်ညာကဘရာဇီးအသင်းအတွက်တတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ပွဲသားချင်း14မိနစ်မှာနေမာကွင်းထဲကိုဝင်လာချိန်မှာတော့စကော့တလန်တို့အတွက်မျှော်လင့်ချက်ကလုံးဝကိုကုန်းဆုံးသွားခဲ့ပါပြီ။ရှုံးပွဲ2ပွဲနဲ့တူစကော့တလန်တို့အလဲထိုးခံလိုက်ရပြီမဲ့ပြန်ပွဲကနေလုံးဝထွက်ခွာသွားရပြီလားဆိုတာကတော့စီနီဂေါအီကွေဒေါတို့လိုတခြားအုပ်စုတွေရဲ့ရလဒ်ပေါ်မှာပဲစိုးရိမ်တကြီးနဲ့စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။